Hello အားလုံးပဲမင်္ဂလာပါ Let's Stay Shelter တို့ကမိဖူးဖြစ်ပါတယ်အားလုံးပဲမိဖူးရဲ့ followers တွေမိဖူး page ကိုfollow လုပ်ထားတဲ့သူတွေမိဖူးရဲ့ video တွေကိုအမြဲစောင့်ကြည့်နေတဲ့သူတွေမိဖူးရဲ့ client တွေအားလုံးပဲနေကောင်းကြမှာကြရဲ့လားအဆင်ပြေကြရဲ့လားပေါ့နော်အဲ့တော့မိဖူးရဲ့ဒီ video လေးတွေကိုအမြဲစောင့်ကြည့်ပေးတဲ့သူတွေအားလုံးကိုမိဖူးကရင်ဆုံးကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်အဲ့တော့ okay အခု region လေးရကြတော့ဘာ topic လေးနဲ့လုပ်ပေးသွားမလဲဆိုလို့ရှိရင်သူပြန်လာမှာလားဆိုတဲ့ topic လေးနဲ့မိဖူးဒီ collective region လေးတစ်ခုကိုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မိဖူးကိုဒါတောင်းဆိုကြရတယ်ပေါ့နော်X နဲ့ပတ်သက်ပြီးတော့လုပ်ပေးပါအောင်ပေါ့ပြီးတော့ဒီပြန်လာမှာလားဆိုတဲ့topic လေးနဲ့လုပ်ပေးပါအောင်ဆိုပြီးတော့တောင်းဆိုကြရတဲ့အတွက်ကြောင့်မို့လို့မိဖူးဒီ region လေးကိုအခုလုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့သူပြန်လာမှာလားဆိုတဲ့အတိုင်းပဲပေါ့နော်အဓိကကတော့ဒီ reading ကဘယ်သူတွေအတွက်လဲဆိုလို့ရှိရင်ပြည့်စဲသွားတဲ့ဆက်ဆံရေးတွေနောက်ပြီးတော့ကြတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာအဆက်အသွယ်ပြတ်နေတဲ့သူတွေရဲ့နောက်ပြီးတော့ကြတော့တစ်ဖက်သူကိုဒါမျောနေတဲ့သူတွေပေါ့နော်ဒီအခြေရေးမှာပြောရင်သူနဲ့ကိုယ်နဲ့ကအခုလက်ရှိမှာဝေးကွာနေတဲ့သူတွေမျောနေတဲ့သူတွေကိုယ့်ဘဝတွေကနေပျောက်သွားတဲ့သူတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုလူတွေအတွက်ကိုအဓိကရည်ရွယ်ပါတယ်ဆိုတော့အဲ့တော့ reading လေးကိုတခါတည်းတန်းပြီးတော့ကြည့်လိုက်ကြပါမယ်နော်okay ပါသူပြန်လာမှာလားဆိုရဲဒီ reading လေးနဲ့ပတ်သက်ပြီးတော့ဒီ video ကိုကြည့်နေတဲ့သူတွေအတွက်မှန်ကန်တိကျတဲ့ဖြစ်လေးကိုပြောပြပေးပါဒီ video ကိုကြည့်နေတဲ့သူတွေရဲ့တစ်ဖက်သူတို့ဘဝတွေကိုပြန်လာနိုင်မလားအဲ့တော့လောလောဆယ်ဒီမှာထွက်နေတဲ့ကတ်ကတော့ nine of swords ပေါ့နော် nine of swords ဆိုတဲ့အတိုင်းပဲပုံမာတွေကိုတော်တော်လေးတိတာပါတယ်အဲ့တော့သူနဲ့ကိုယ်နဲ့ energy ကလောလောဆယ်မှာလုံးဝကိုကောင်းမနေတာမျိုးပေါ့နော်လုံးဝကိုကောင်းမနေရအစိမ့်မပြေနေရဘလို့ညှိကိုအစိမ့်မပြေတဲ့အနေအထားမျိုးတွေ့ရတယ်သူရောကိုရောရဲ့နှစ်ဖက်စလုံးရဲ့ energy မှာကဒီကိစ္စနဲ့ပတ်သက်ပြီးတော့တွေးလိုက်တိုင်းမှာပေါ့နော်တွေးလိုက်တိုင်းဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့တွေးလိုက်တိုင်းမှာကိုယ့်ရဲ့စိတ်ထဲမှာတော်တော်လေးကိုမွန်းကျက်ရတယ်ပေါ့မွန်းကျက်ပိတ်လောင်ပြီးတော့အရန်ကိုလုံးဝအဖြေဆိုတာကိုမရှိတော့တဲ့အခြေအနေထိကိုဒါဖြစ်သွားတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့သူကြောင့်အကိုလေးအရန်ကိုမှပြောလို့ရှိရင်ကိုယ့်ရဲ့အတွေးတွေထဲမှာတော်တော်လေးကိုစိတ်ညစ်ရတယ်ပြီးတော့တော်တော်လေးကိုပြောလို့ရှိရင်တော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လောလောဆယ်အခြေအနေမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေသူနဲ့ပတ်သက်ပြီးတော့တွေးလိုက်တိုင်းမှာတော်တော်လေးကိုကိုယ့်ရဲ့စိတ်ခံစားချက်တွေကအရန်ဒီလုံးဝbroke ဖြစ်နေတာပေါ့နော်လုံးဝကိုသူကပြောရင်တော့ဒီ heartbreak ဖြစ်တယ်ဆိုတာထက်ကိုပြောရင်ကိုယ့်ရဲ့ဒီနေ့စဉ်ဒီ daily life အထိပါဒီအကြောင်းအရာကထပ်ဖန်တလဲဒါပြန်ပေါ်လာတာပေါ့တချို့ဆိုဘယ်လောက်ထိတောင်စိုးနိုင်လဲဆိုလို့ရှိရင်ဒီဟာအကြောင်းမို့လို့ဒီအကြောင်းဒီဆက်ဆံရေးအကြောင်းမို့လို့ဒီလူအကြောင်းမို့လို့ကိုယ့်ရဲ့ဒီ function ပေါ့နော်ကိုယ့်ရဲ့နေ့စဉ်ဘဝဒီနေ့စဉ်ဘဝဒီပြုမှုလှုပ်ရှားနေတဲ့ function တွေကိုပါလာထိတာမျိုးပေါ့အမြဲတမ်းဒီဟာကအမြဲအချိန်နိုင်မဟုတ်ဘူးဆိုရင်တော့မှအချိန်တော်တော်များများမှာဒီအကြောင်းအရာကစိုးမိုးထားပြီးတော့အချိန်တော်တော်များများမှာဒီဟာကကိုယ် impact ဖြစ်တယ်ကိုကတော့အပြင်လောကမှာဘာမှမဖြစ်တယ်လို့နေရဲဆိုပေမဲ့ဥပမာထားပါတော့ကိုကအပြင်မှာထားပါတော့အလုပ်တစ်ခုခုလုပ်နေတယ်ဆိုရင်တော့မှပဲကိုတစ်ခုခုလုပ်နေတဲ့အချိန်မှာတော့မှဒီသူများတွေရဲ့အမြင်မှာတော့အဆင်ပြေနေကောင်းပြေမယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာကအဲ့ဒီအကြောင်းအရာကအချိန်တော်တော်များများကိုစီကိုစိုးမိုးထားပြီးတော့ကိုယ့်ရဲ့ဘဝကိုရိုက်ခတ်နေတာမျိုးတွေ့ရတယ်ပေါ့နော်တော့ဒီလူကဒီပြောရင်ဒီလူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာကဒီ mentally ရတော်တော်လေးကို break down ဖြစ်နေတဲ့အနေအထားမျိုးကိုတွေ့ရတယ်အဲ့တော့တစ်ဖက်သူရဲ့ energy မှာလည်းထိုးနီး၎င်းလို့တော့မိဖို့ခံစားမိတယ်ပေါ့နော်ဒါပေမဲ့သူနဲ့ကိုယ်နဲ့ရှင်လိုက်ရင်တော့ကိုယ့်ရဲ့ဒီကိုဆိုတာကလက်ရှိဗီဒီယိုလာကြည့်နေတဲ့သူတွေရဲ့ခံစားချက်ကပို့ပြီးတော့မှပြင်းထန်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးတော့မိဖို့ပို့ပြီးတော့မှစိတ်ထဲမှာခံစားမိပါတယ်အဲ့တော့နောက်ထပ်တကက်လေးပေးပါသူပြန်လာမှာလားသူနဲ့ကိုယ်နဲ့ကြားထဲမှာတဲ့အဆက်သွယ်ရတော့တခါတလေရှိနိုင်တယ်ဆိုတာကလေဒီလိုမျိုးပေါ့ချစ်သူလိုမျိုးအရင်လိုမျိုးဆက်ဆံရေးမဟုတ်ဘူးဆိုရင်တော့မှအကြောင်းတစ်ခုခုကြောင့်မလို့အဆက်သွယ်လုပ်ရတဲ့ပုံစံမျိုးဆိုရင်တော့သူ့ဘက်ကနေအဆက်သွယ်လုပ်တာမျိုးရှိမယ်အဲ့တော့တချို့ကကြတော့မဖြစ်မနေအခြေအနေမို့လို့အဆက်သွယ်လာလုပ်ရတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးတွေ့တယ်အဲ့တော့
တကယ်လို့များလုံးဝအဆက်အသွယ်မရနေတဲ့သူတွေဆိုလို့ရှိရင်တော့အကြောင်းတစ်ခုခုပေါ်လာတဲ့အခါမှာဥပမာအလုပ်ကိစ္စပဲဖြစ်ဖြစ်တခြားအကြောင်းအရာကိစ္စတစ်ခုခုပေါ်လာတဲ့အခါကြမှသာသူကကိုယ့်ဘဝထဲကိုပြန်ဝင်လာခြင်းတဲ့သဘောမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးမှာတွေ့ရပါတယ်အဲ့တော့နောက်ထပ်တစ်ကထပ်ပေးပြီပါပြန်လာပါလားသူကအခုချိန်မှာတဲ့သူ့ရဲ့ဒီ stability ပေါ့နော်သူ့ရဲ့ပြောရင်တော့သူ့ရဲ့ life ဒီသူ့ရဲ့ဘဝသူ့ရဲ့အခြေတကျဖြစ်မှုသူ့ရဲ့ပြောရင်တော့ဘယ်လိုပြောရမလဲမသိတော့တခါလေကြာရင်ပျောက်သွားစကားလုံးကအခြေတကျ stability ဒီသူ့ရဲ့ဘဝရဲ့ခိုင်မာမှုပေါ့သူ့ဘဝခိုင်မာမှုအတွက်ပြောရင်တော့သူ့ဘဝသူပို့ပြီးတော့ focus လုပ်တယ်ပေါ့နော်ပို့ပြီးတော့ focus လုပ်တယ်ပို့ပြီးတော့အာရုံစိုက်တယ်အဲ့တော့သူ့အနေနဲ့ကသူ့ဘဝသူလောလောဆယ်မှာပြန်ပြီးတော့တိဆောက်နေတဲ့အနေအထားမျိုးမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုဆိုတာကကို့အကြောင်းကိုတော့သူတွေးလိုက်မယ်ဒါပေမဲ့လို့အဓိကလောလောဆယ်အခြေအနေမှာသူ့ရဲ့ဘဝအခြေတကျဖြစ်မှုသူအနေနဲ့သူ့ကိုယ်သူပြန်တိဆောက်ဖို့နည်းနည်းပို့ပြီးတော့ဦးစားပေးနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်က final one ထပ်ပေးပါသူပြန်လာမှာလား Okay what is the hierophant againသူ့ရဲ့လာတဲ့ပုံစံနည်းနည်းတော့ထူးဆန်းတယ် okay तू ကလာတော့လာမယ်တိလားဒါပေမဲ့လာတဲ့ပုံစံကလေတစ်ဖက်ကလည်းခေတော့မခေဘူးဘာလို့လဲဆိုတော့ तू ကအခုချိန်မှာ well ဘယ်လိုပြောမလဲတေချာ plan တစ်ခုတေချာချပြီးတော့သူ့ကိုယ်သူပြန်ပြီးတော့တိဆောက်နေတာမျိုးပေါ့နော်အဲ့တော့ကိုယ့်ကို commitment ပေးနိုင်တဲ့အချိန်ကြာတော့မှ तू ကပြန်လာမယ့်ပုံစံမျိုးအဲ့တော့လာလို့ရှိရင်လည်း तू က commitment နဲ့တခါတည်းလာမှာပေါ့နော်အဲ့တော့ तू ကအဲ့ဒီအချိန်သူ့ကိုယ်သူအခြေတကျဖြစ်တဲ့အချိန်ပြီးတော့သူနဲ့ကိုယ်နဲ့ဂျားထဲမှာတစ်ခုခုကိုဒီ commitment တစ်ခုကိုတိဆောက်နိုင်ပြီဆိုတာတေချာတဲ့အချိန်ကြာတော့မှ तू ကကိုယ့်ဘဝထဲကိုပြန်ဝင်လာမယ့်အနေအထားမျိုးမှာရှိတယ်အဲ့တော့ပြန်လာနိုင်မလားဆိုလို့ရှိရင်တော့ yes ပြန်လာနိုင်ပါတယ်ဒါပေမဲ့ तू ကလေအခြေတကျဖြစ်တော့မှ तू အခြေတကျဖြစ်တော့မှ तू နဲ့ကိုယ်နဲ့ဂျားထဲမှာတေချာပေါ့နော်ဒီတေချာဒီပြောရင်တော့သူ့ဘက်ကနေပြီးတော့ကိုယ့်ကို commitment တေချာပေးနိုင်တဲ့အခါကြာတော့မှတေချာသူ့ကိုယ်သူတေချာပြီဆိုတော့မှ तू လာမယ့်ပုံစံမျိုးပေါ့အဲ့လိုအနေအထားမျိုးမှာတွေ့တဲ့အတွက်ကြောင့်မို့လို့ကြာတော့ကြာလိမ့်မယ်တိလားကြာတော့ကြာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတော့တွေ့ရတယ်ဆိုတော့အဲ့တော့တစ်ဖက်သူခဏလေးနော်တစ်ဖက်သူကကိုစီကိုအဆက်တော်ရောလုံးမလားတက်ကက်ပဲပေးပါလောလောဆယ်အချိန်ဒီမှာတော့ကိုသွားပြောလဲသူကပြောမှာမဟုတ်ဘူးသူ့ဘက်ကနေဆက်သွယ်ရဖို့ဆိုတာကလည်းခက်နေအောင်ပဲပေါ့နော်အဲ့တော့ကိုသွားပြောတယ်ဆိုရင်တော့မှပဲသူကလုံးဝ reply မလုပ်တာတော့ကို message ကိုလုံးဝ split ထားတာတော့အဲ့လိုမျိုးလုပ်လိုက်မယ်ပေါ့နော်အဲ့တော့ပြောရင်လောလောဆယ်အချိန်ဒီမှာကတော့သူ့ရဲ့ဒီစိတ်တွေကလောလောဆယ်မှာကိုယ့်စီမှာတော့ interest ကတိတ်ပြီးတော့မရှိနေဘူးပေါ့နော်သူနဲ့ကိုယ်နဲ့ကြားထဲမှာစကားတော့ပြောရင်တော့မှ ATA ဖြစ်နေတဲ့အနေအထားမျိုးပေါ့အဲ့လိုမျိုးတွေကိုဒီမှာတွေ့ရတယ်အဲ့တော့အဆက်အသွယ်ရောလုံးပါလားနောက်ထပ်တစ်ကက်ပေးပါokay မစိုးပါဘူးနောက်ဆုံးတစ်ကက်အဲ့တော့ तू ကတော့လာမှာပါကိုနဲ့တော့ပြန်ညှိနှိုင်းချင်တဲ့စိတ်ရှိတယ်ဒါပေမဲ့ तू ကနည်းနည်းလေးတော့လျှို့ဝှက်ဆန်တယ်ပေါ့နော်လျှို့ဝှက်ဆန်တယ် तू စီက clarity ကဘယ်တော့မှမရဘူး तू ကအမြဲတခုခုလျှို့ဝှက်ထားသလိုမျိုးကိုယ်စိတ်ထဲမှာခံစားနေရတာမျိုးပေါ့လျှို့ဝှက်တယ်ဆိုတာလေအဲ့လိုမျိုးအဲ့လိုကိုက clarity ပေးတဲ့လောက်သူ့ဘက်ကနေကကိုလိုချင်တဲ့ clarity မပေးတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့အဆက်အသွယ်ကတော့လုံးလိုက်မယ်အဆက်အသွယ်လုံးတယ်ဆိုတာကလည်းအဲ့ဒီအဆက်အသွယ်လုံးတဲ့အချိန်မှာသူ့ဘက်ကနေတခုခုညှိနှိုင်းမှုတခုပြန်ပါလာလိမ့်မယ်ပေါ့နော်အဲ့ဒါကဒီပြောရင်တော့နည်းနည်းလေးသူကတော့အချိန်ကာလကတော့တယောက်နဲ့တယောက်ကတော့တူမှာမဟုတ်ဘူးเนาะတစ်ချက်တော့ကြည့်ပြီးဘယ်ချိန်ကာလလောက်ဖြစ်မလဲပေါ့2 weeks ကနေ2 months အတွင်းဖြစ်နိုင်တယ်နှစ်ပတ်ကနေပြီးတော့နောက်ထပ်2 months အတွင်းပေါ့เนาะ2လအတွင်းမှာသူ့ဘက်ကနေပြန်ညှိနှိုင်းလာလိမ့်မယ်ပေါ့เนาะသူနဲ့ကိုယ်နဲ့ကြားထဲမှာဘာလို့ခြင်းလဲဘာဖြစ်ခြင်းလဲဆိုတာမျိုးပြန်ညှိနှိုင်းလာလိမ့်မယ်အဲ့တော့အခုကစပြီးနောက်ထပ်2ပတ်အတွင်းဒါမှမဟုတ်လို့ရှိရင်ဒီဇင်ဘာလလောက်အတွင်းမှာပြန်ပြီးတော့သူ့ဘက်ကနေပြန်ညှိနှိုင်းတာမျိုးအဆက်အသွယ်လောက်တာမျိုးပြန်ပြီးတော့ဒါလောက်လာပါလိမ့်မယ်ပေါ့เนาะအဲ့တော့ okay သူ့ရဲ့ခံစားချက်လေးကိုကြည့်ကြည့်မယ်ပေါ့เนาะအဲ့တော့တစ်ဖက်သူရဲ့ခံစားချက်သူကတော့ကိုယ်တော့ဂယုတော့ site ချင်သေးတယ်ပေါ့နော်ဂယုတော့ site ရှာပါတယ်အခုတောင်မှလုံးဝကြီးပြောရင်တော့အဆက်သွယ်မလုပ်ဖြစ်ဘူးဆိုရင်တော့သူစိတ်ထဲမှာတော့ကိုယ်ဆိုတာတော့ရှိနေသေးတယ်ကိုယ်ဂယု site ပေးခြင်းနေတယ်ကိုယ်စီကို message တွေပို့ခြင်းနဲ့စာတွေပို့ခြင်းနဲ့စကားတွေပြောခြင်းနဲ့အဲ့လိုမျိုးတော့ရှိတယ်ပေါ့နော်နောက်ထပ်တစ်ကပ်ပေးပြီပါပြီးတော့ तू ကကိုယ့်ကိုတကယ်ဒီပေါ့ long term partner အထိတော့ရည်ရွယ်ထားတယ်ပေါ့နော်ရည်ရွယ်ထားတယ်လက်တွဲဖို့ရေရှည်ပြန်ပြီးတော့လက်တွဲဖို့အထိပေါ့နော်လက်တွဲဖို့အထိရည်ရွယ်ထားတယ်ပြန်ပြီးတော့မှကိုယ်နဲ့အတူတူ stable ဖြစ်တဲ့ life တစ်ခုကိုပြန်တည်ဆောက်ဖို့အတွက်ရည်ရွယ်ထားတယ်ပေါ့နော်နောက်ဆုံးတစ်ကအဲ့တော့
ဒါပေမဲ့သူ့ရဲ့စိတ်တွေကတော့တခါလေးကြာရင်နည်းနည်းအတက်ကြဖြစ်နေတာပေါ့နော်တခါလေးကိုယ်နဲ့ပတ်သက်ပြီးတော့ကောင်းလိုက်ပြန်ပြီးတော့မှဟိုပြောရင်တော့ဒီ positive feeling ပြန်ဝင်လာလိုက် negative feeling ပြန်ဝင်လာလိုက်ကောင်းလိုက်မကောင်းလိုက်နေတော့နည်းနည်းလေးသူ့ရဲ့စိတ်ကပြန်လဲနေတယ်အဲ့လိုမျိုးတခါလေးသူ့ကိုယ်သူသေချာလိုက်မသေချာလိုက်အဲ့လိုမျိုးလေးဒါဖြစ်နေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ okay နောက်ထပ်ပါကြည့်ပြီးရင်ကောင်းမလဲဆိုတော့မိဖူကအခုကတန်းပြီးတော့ဟိုလေမိကုန်းကိုတန်းထုတ်ပြီးတော့တန်းဆွဲလိုက်တာဆိုတော့ဟိုဒီစိတ်ထဲမှာပေါ်လာတဲ့ဟာကိုမိဖူကြည့်လိုက်တာပေါ့နော်အဲ့တော့ okay သူ့ဘက်ကနေသူ့ရဲ့ intention ကိုမြင်ပတ်သက်ပြီးတော့လောလောဆယ်မှာတော့သူကစိတ်တွေအရင်မွန်းကျက်နေပါတယ်သူ့ intention ကလောလောဆယ်မှာစဉ်းစားလို့မရနေသေးတာမျိုးပေါ့နော်ပြီးတော့သူ့ဟာနဲ့သူပြန်ပြီးတော့မှဒီပြောလို့ရှိရင်တော့သူ့ရဲ့စိတ်သူပြန်ပြီးတော့သူ့မှာပြန်တွန်းကန်နေရတဲ့အရာရှိတွန်းကန်နေရဆိုတာကလေ what is the 7 of wands okay သူ့ရဲ့ဒီပြောလို့ရှိရင်တော့ဟိုလောလောဆယ်မှာသူ့အနေနဲ့ခဏ break ယူဖို့လိုအပ်နေတာမျိုးပေါ့နော် break ယူဖို့လိုအပ်နေတယ်နောက်ပြီးတော့သူ့ရဲ့ဒီသူသတ်မှတ်ထားတဲ့ standard စံနှုန်းတွေနဲ့ဒီကိုနဲ့သူနဲ့ကြားထဲမှာဆက်ဆံရည်နဲ့အဲ့ဒီကြားထဲမှာအဲ့ဒီနှစ်ခုကြားထဲမှာကွာဟမှုတွေကိုသူ့အနေနဲ့ပြန်ပြီးတော့မှဟိုအတင်းကိုမရမကပြန်ညှိယူနေရတာမျိုးပြန်တွန်းကန်နေရတာမျိုးတွေပေါ့နော်အဲ့လိုအနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ intention ဆိုတာလောလောဆယ်မှာဘာမှန်းကိုသေချာမသိနေရသေးတာမျိုးပေါ့နော်အဲ့လိုမျိုးကိုဒီမှာတွေ့ရတယ်အဲ့တော့ recent past ကိုပြောပြပါသူနဲ့ကိုနဲ့ကြားထဲမှာ recent past တော့ကတော့အရင်တော့တော်တော်ပျော်ဖို့ကောင်းခဲ့တာပဲသူနဲ့ကိုနဲ့ကြားထဲမှာအမှတ်တရတွေလည်းအများကြီးရှိတယ်တော်တော်လေးပျော်စရာကောင်းခဲ့တယ်အချိန်တော်တော်များများကိုလည်း enjoy လုပ်ခဲ့တယ်အဲ့လိုအခြေအနေမျိုးတွေ့ရတယ်ပေါ့နော်current energy only one cut please current energy မှာကကြတော့ဒီမှာကခဏ break free ယူထားတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ချစ်နေကြဆဲပဲပေါ့ချစ်နေကြဆဲပဲစိတ်တွေကတော့မပြတ်ဘူးပေါ့နော်စိတ်ထဲမှာတော့ရှိနေကြဆဲပဲချစ်နေကြဆဲပဲတဲ့အဲ့တော့ okay ဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့ feelings ကရောတစ်ဖက်သူပေါ်မှာဘယ်လိုရှိလဲကိုယ့်ရဲ့စိတ်ထဲမှာကိုက trauma တွေရမ်းရနေတာပေါ့နော်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ကိုထပ်ပြီးနာကျင်ရမှာပြောလို့ရှိရင်ဘဝတွေထပ်ခေါ်မယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်ထဲမှာတော်တော်လေးကိုကြောက်လန့်သွားတာမျိုးပေါ့နော်ဒါကြီးပဲထပ်ဖြစ်နေရပဲဆိုပြီးတော့အဲ့လိုမျိုးစိတ်ကဖြစ်သွားတာမျိုးပေါ့ trauma တော်တော်ရနေတာပြီးတော့တော်တော်လေးကိုစိတ်ထဲမှာနာကျင်မှုကဟိုသူကပြန်လာတယ်ဆိုရင်တော့မှကိုကအဲ့ဟာကိုထပ်ပြီးတော့လက်ခံရမှာမျိုးကြောက်သွားတဲ့သဘောမျိုးပေါ့နော်တော်တော်လေးတို့ဒီမှာကိုရဲ့စိတ်ထဲမှာကတော်တော်လေးဟိုနာကျင်မှုတန်ကိုထပ်မခံနိုင်တော့တဲ့အနေအထားမျိုးပေါ့လက်ရှိမှာဒီသူမှမဟုတ်တချို့ဆိုလို့ရှိရင်ဒီအချစ်ရေးကိုပါလုံးဝကြောက်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးကတွေ့ရတယ်တော်တော်လေးတော့ဒီမှာစိတ်ညစ်စိတ်တော့ကတော်တော်အဲ့ဒါကြောင့်မေဖို့ပြောလေပထမဆုံးထွက်လာတဲ့ cat ကဒီဗီဒီယိုကြည့်တဲ့သူတွေရဲ့ energy ဖြစ်ဖို့ energy ကပို့ပြီးတော့ဒီပေါ်မှာတက်ရောက်တယ်ဆိုတာလေအဲ့တော့ကိုဒီလက်ရှိကြည့်နေတဲ့သူရဲ့စိတ်ထဲမှာဒီလူကြောင့်မလို့တော်တော်လေးကို energy ကတော်တော် heavy ဖြစ်တယ်ပေါ့နော်အဆင်မပြေတဲ့တော်တော်အဆင်မပြေတဲ့ခံစားချက်ကိုတွေ့ရတယ်sorry မေဖူးကဒီမှာဒီ cut ကိုဒီတိုင်းထုတ်ချလိုက်တာအဲ့တော့လက်ရှိဗီဒီယိုကြည့်နေတဲ့သူရဲ့ခံစားချက် oh my god the tower လုံးဝအရာအားလုံးက everything က break down ဖြစ်တာတချို့ကဒီ break up ဖြစ်ထားတာမကြသေးတာလားမသိဘူးပေါ့နော်ဒါတလုံးလေးကမှဖြစ်ထားတာတချို့ကကြတော့နည်းနည်းကြာလောက်ပြီပေါ့ကြာလောက်ပြီဆိုပြီးမဲ့ဟိုကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုမျိုးပြောရင်လက်ရှိအချိန်မှာမထင်ထားတဲ့ရိုက်ခတ်မှုတွေလောလောဆယ်မှာဖြစ်သွားတာမျိုးပေါ့နော်တော်တော်များများကတော့လက်တလောလေးရမှဖြစ်ထားတာထင်ပါတယ်လက်တလောလေးရမှဒီ break up ဖြစ်ထားတာရုတ်တရက်ကိုဟိုအစင်လုံးဝအစင်မပြေတော့ဘဲနဲ့ break up ဖြစ်ထားတဲ့အနေအထားမျိုးပေါ့နော်လက်ထာဝထွက်ထားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ထဲမှာအရာအလုံးကပြိုလဲသွားတဲ့ခံစားချက်ကြီးပေါ့နော်အမလေး heavy တော်တော်ဖြစ်တဲ့ energy တွေကအမြန်သိမ်းမှကက်တယ်အဲ့တော့ okay ဒါကတော့ဒီလက်ရှိကိုကြည့်နေတဲ့သူတွေရဲ့စိတ်ခံစားချက်ကိုဒါတစ်ချက်ထပ်ကြည့်တာပေါ့နော်အဲ့တော့နောက်ဆုံး final အနေနဲ့ဗာတိတင်လဲပေါ့နော် okay ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဗာတိတင်လဲဗီဒီယိုကြည့်နေဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးဗာတိတင်လို့ပါ love offer တော့ပြန်ပြီးတော့ရနိုင်တယ်ပေါ့နော်တချို့ကဒါနှမျိုးနှစ်စားမိဖူးဒီမှာတွေ့ရတယ်အဲ့တော့တချို့ကကြတော့ new love ကိုရှာပါပေါ့နော် new love ရနိုင်တယ် new love နဲ့သွားတာမျိုးပေါ့နော် new love တစ်ခုကိုပဲသူကထပ်ပြီးတော့ဟိုရတာမျိုးအဲ့ new love နဲ့ပဲထပ်သွားရတာမျိုးပေါ့ဒါပေမဲ့တချို့အတွက်ကကြတော့ဘယ်လိုဖြစ်တက်လဲဆိုတော့ဒီလူနဲ့ကိုယ်နဲ့ကဒီစိတ်ခံစားချက်တွေမပြတ်သေးတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့မှ left ကပြန်ပြီးတော့ renew ပြန်ဖြစ်နိုင်နေပေါ့နော်အဲ့လိုအနေထားမျိုးပြထားတယ် guidance တွေတက်ကတ်ထပ်ပြီးပြီပါတွေ့ဆုံဖို့အတွက်
လိုနေတာမျိုးပေါ့နော်တွေးဆုံမှုလိုနေတယ်နောက်ပြီးတော့ကြတော့ဒီမှာကချိန်ဆရမယ့်အရာတွေရှိတယ်တဲ့ချိန်ဆနေရတဲ့အရာတွေပြီးတော့ဒီပြန်ပြီးတော့မှတော်တော်လေးကိုပြောရင်ညှိနှိုင်းရမယ့်အရာတွေကတော့ရှိနေသေးပဲပေါ့နော်အဲ့လိုဆိုတော့တစ်ချက်တော့စဉ်းစားကြည့်ရမယ်အဲ့တော့15မိနစ်တောင်မှရှိနေပြီပေါ့နော်မိဖိုးကကြည့်လို့ကောင်းကောင်းနဲ့ကိုကြည့်နေရအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးအနေနဲ့ move on တင်လားစောင့်တင်လားတက်ကတ်ပဲပေးပါလောလောဆယ်ကတော့ तू ကတိကျတဲ့ solution တော့မထွက်သေးဘူးလောလောဆယ်ကကိုရိုင်းကလည်းဆုံးဖြတ်လို့မရနေသေးဘူးလောလောဆယ်အချိန်ဒီမှာ decision ချလို့မရသေးတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့နှစ်ယောက်လုံးရဲ့ energy မှာဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး disappointed ဖြစ်နေတာမျိုးပဲအဓိကတွေ့ရတယ် move on တင်လားစောင့်တင်လားဆိုရဲဒီဆုံးဖြတ်ချက်တစ်ခုချမရတဲ့အနေအထားမျိုးပေါ့နော်နောက်ထပ်တက်ကတ်လေးပဲထပ်ပေးပါ please တယောက်နဲ့တယောက်ကတော့ supportive ဖြစ်တယ်သူကအခုချိန်ကြီးတော့ solution တော့မပေးသေးဘူးပေါ့နော် move on တင်လားစောင့်တင်လားဒီကတော့ तू ကနောက်ဆုံးအနေနဲ့ကဘာပြောထားလဲဆိုတော့ the fool ပေါ့နော်ဒီဟာက the fool ဆိုတာကအဓိကကတော့ဒီစိတ်ခံစားချက်တွေကနေ move on လိုက်ရင်တော့ပို့ပြီးတော့မှကိုကလွတ်လွတ်လပ်လပ်ပို့ရှိသွားမယ်ဒီလူကနေပြီးတော့ဒီလူရဲ့ times တွေကနေပြီးတော့ move on လိုက်ရင်တော့ပို့ပြီးတော့ကိုယ့်ရဲ့ဘဝကပို့ပြီးတော့လွတ်လပ်ပျော်ရွှင်သွားမယ်ပေါ့နော်ဒါပေမဲ့လို့ it depends on you တကယ်လို့များကိုယ့်အနေနဲ့ဒီလူမမေ့နိုင်သေးဘူးဆိုရင်တော့ဒီလူနဲ့ပတ်သက်တဲ့ပြောလို့ရှိရင်ဒီ cycle ထဲမှာပဲလည်နေတဲ့ခံစားချက်တွေကိုကိုကလွတ်မြောက်ဖို့စူးစမ်းတာမျိုးပေါ့နော်ဒီလူနဲ့ okay ပြန်ပြီးတော့လေ reunion ဖြစ်နိုင်တယ် reunion ဖြစ်နိုင်တာလည်းဖြစ်နိုင်တယ်လို့ reunion လုံးဝမဖြစ်တော့တာလည်းဖြစ်နိုင်တယ် anyway regardless of the situation ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ဒီလူနဲ့ reunion ပြန်ဖြစ်တည်ဖြစ်စေမဖြစ်တည်ဖြစ်စေအဓိကကိုယ့်ရဲ့ energy တွေကိုဒီပြောရင်တော့ပြောရင်သူနဲ့ကိုယ်နဲ့ကြားထဲမှာဖြစ်ခဲ့တဲ့ဒီတောက်လျှောက်ဖြစ်ခဲ့တဲ့ဟာတွေသူ့ပေါ်မှာရှိတဲ့ဒီ expectation တွေအပြင်ကမှအကုန်လုံးကိုကဖြတ်တောက်ပြစ်ပြီးတော့မှကိုယ့်ရဲ့ဒီ new journey ကိုစတာမျိုးကပို့ပြီးတော့အဆင်ပြေလိုက်မယ်ပေါ့နော်အဲ့တော့သူ့ကိုဒီလူတစ်ယောက်လုံးကို move on ရမယ်လို့ပြောတာမဟုတ်ဘူးဘာလို့ဆိုတော့ तू ကပြန်လာဖို့ရှိရတယ်ပြထားတဲ့အတွက်ကြောင့်မို့လို့ move on ဒီလူကြီးကိုလုံးဝကြီးဘဝထဲကထုတ်ပစ်လိုက်မေးပြလိုက်အဲ့လိုမျိုးမဟုတ်ဘူးအဓိကကျတော့ तू ကကိုယ့်ရဲ့ energy ကိုပြန်ပြီးတော့မှ renew ပြန်ပြီးတော့လုပ်နိုင်မှပို့ပြီးတော့လွတ်လွတ်လပ်လပ်ရှိမယ် तू ပြန်လာရဲဆိုရင်လည်း okay AC ပဲ तू ပြန်လာလို့ရှိရင်လည်းအရင်လိုမျိုးကြောက်တာတဲ့အဲ့လိုမျိုးနာကျင်ရမှာကြောက်တာမျိုး heavy ဖြစ်တဲ့ energy မျိုးမခံစားရတော့ဘူးပေါ့နော်အဲ့တော့ तू ပြန်မလာတော့ဆိုလို့ရှိရင်လည်း AC ပဲကိုကအဲ့ဒီ heavy ဖြစ်တဲ့ energy ကိုမခံစားရတော့အဲ့လိုမျိုးပေါ့အဓိကကိုယ့်ရဲ့ဒီ energy တွေကိုပြောရင်တော့ဒီ new beginning တစ်ခုအနေနဲ့ तू ကစခိုင်းတာပေါ့နော်ဒီကတော့ guidance အနေနဲ့ပြောထားတာပေါ့အဲ့လိုမျိုးလဲကိုကဖြစ်မှာပါဖြစ်လိမ့်မယ်ပေါ့နော်ကိုကလုံးဝဒီပြောရင်တော့ကို energy ကပြန်ပြီးတော့မှဒီ renew ပြန်ဖြစ်သွားတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးကိုဒီမှာတွေ့ရပေါ့ဆိုတော့ဒါပေမဲ့ကိစ္စမရှိဘူးလောလောဆယ်မှာအဲ့လောက်ထိမလုံနိုင်သေးလေဒီလုံးဝပေါ့နော်ဒီလိုမျိုးမစူးစမ်းနိုင်သေးလေကိစ္စတော့မရှိဘူးခံစားနေရတယ်ဆိုရင်လည်းခံစားလို့ရတယ်ဘာလို့လဲဆိုတော့လူဆိုတာကလေဒီစိတ်ခံစားချက်တွေဆိုတာကပြောရင်ကိုကcontrol လုပ်နိုင်တဲ့အချိန်ရှိတယ်မလုပ်နိုင်တဲ့အချိန်ရှိတယ်ပေါ့နော်တခါလေကြောက်လို့ရှိရင်ကိုအရန်ဒီ heavy ဖြစ်နေတဲ့ခံစားချက်ကို control လုပ်နိုင်တဲ့ခွန်အားမရှိနေတဲ့အချိန်မှာအတင်း control လုပ်လိုက်ရင်လေပို့ပြီးတော့မှသိရမလားပို့ပြီးတော့သွားဖိတခုခုအရာဝတ္ထုတစ်ခုခုအတင်းသွားဖိတယ်လို့ဖြစ်သွားတာမျိုးဖြစ်သွားပြီးတော့မှအဲ့ဟာပေါက်ထွက်သွားပြီးတော့ပိုခံစားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တဲ့အကြောင်းမို့လို့သူကပြောရင်ဘယ်လိုပြောရမလဲလောလောဆယ်မှာအရန်ကြီးပေါ့နော်အရန်ကစူးစမ်းရမယ်မရဘူးငါ move on ရအောင်စူးစမ်းရမယ်အဲ့လိုမျိုးကြီးလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလည်းဒါပေဖို့ပြောတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုတော့အရန် pressure ပေးစရာလည်းမလိုဘူးဒါပေမဲ့လို့အတက်နိုင်ဆုံးပေါ့နော်ဒီ healthy မဖြစ်တဲ့အနေအထားတွေကနေပြီးတော့အတက်နိုင်ဆုံး cut off လုပ်ပြီးတော့မှသူကဒီ energy ကိုပြန်ပြီးတော့ renew လုပ်နိုင်တော့ပို့ပြီးတော့ကိုကလွတ်လပ်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရမယ်ပေါ့နော်အဲ့တော့ဒါကတော့မိဖူးဒီ cat ကပေးတဲ့ guidance နဲ့မိဖူးရဲ့ဒီ personal advice နဲ့ရောပြီးတော့မိဖူးရဲ့ followers တွေကိုအကြံပေးတာဖြစ်ပါတယ်အဲ့တော့ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲပေါ့နော်ပြန်ပြီးတော့ကိုချစ်တဲ့သူကိုတကယ်ချစ်တဲ့သူကိုကလည်းတကယ်ချစ်တဲ့သူကိုလည်းတကယ်ချစ်တဲ့သူနဲ့စုံစည်းနိုင်ကြပါစေအခြေရေးမှာအားလုံးပဲတာယာပျော်ရွှင်နိုင်ကြပါစေတာယာပျော်ရွှင်တဲ့အချစ်ခရီးကိုပဲရှောင်လန်းနိုင်ကြပါစေလို့မိဖို့ဆုတောင်းပေးပါတယ်